ဒါကြောက်ဖယုံသီးနဲ့ပစုံနားမူလဲရနော်ငရှင်းရှာဟင်းလေးရပြီဆိုတော့တဲဦးချလိုက်ပါတော့မယ်ငရှင်းရှာဟင်းလေးငရှင်းကြိုက်တဲ့အမျိုးတွေကတော့ဒါသူတို့အကြိုက်ပဲနေမှာအိုဆိုကလေးကိုကလည်းအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့နားမူကတော့ရလာတဲ့ငရှင်းတွေပေါ့နော်ဒီငရှင်းလဲဆက်တွေနဲ့ငရှင်းရှာဟင်းချက်စားပြီးတော့သမင်းစားပြမှာဖြစ်ပါတယ်အဲကြတော့ငရုတ်သီးရဲ့ကြက်သွန်ဖြူနိုင်လေးထောင်းထားတာနော်ငရုတ်သီးနဲ့ကြက်သွန်ဖြူထောင်းထားတာကိုငရှင်းလဲထည့်ပြီးတော့ချက်မယ်ပြင်စားထည့်မယ်ရတာမိုးလေးနည်းနည်းထည့်မယ်ငံပြားလေးထည့်မယ်စနွင်းထည့်မယ်ငရှင်းကကြတော့လေသွေးပါစားရတယ်နော်ဘာလို့ဆိုငရှင်းကအဲ့လိုသူ့အကြည့်ချွဲရလဲပြီးကျန်တာတွေအကုန်ထည့်ရတာပေါ့နော်ဥတွေပိုင်းဆိုလဲရှင်းပြီးတော့ထည့်စားရတယ်သူ့ငရှင်းရဲ့တဲကြီးဆိုလဲမခါဘူးသူကဒီထဲကိုဖောက်ထည့်ရတယ်ပေါ့နော်ဒါနားမလို့ငငယ်လေးကအမိုးချက်ကြီးလာတဲ့ဒါငရှင်းဆိုရင်သွေးအားအရန်ကောင်းတယ်ပြီးတော့သွေးကိုမဆေးဘူးသွေးမဆေးရဘူးသွေးပါထည့်ချက်ရတယ်နော်ပြီးတော့ငရှင်းကတောကနေဆိုတော့လေလက်ဆက်နဲ့တန့်တယ်ပေါ့နော်ငရှင်းခုနမကလုံးချက်တယ်ဘာလို့ဆိုရင်စီတက်မချက်ဘူးလုံးချက်လိုက်တဲ့အတွက်ငရုတ်ဒီရောတခါတည်းအဲ့ဒီငရှင်းထွက်တဲ့အရည်ပေါ့နော်အညီအရည်တွေရောအဲ့ဒါတခါတည်းစစ်ပြီးတော့လေအညီနဲ့ပြီးပျောက်သွားရောလုံးချက်ရင်လည်းပြီးတော့မညှော်တော့ဘူးဒါငရှင်းက9កောင်နော်ငရှင်း9កောင်ဆိုရင်တော့မလို့အမိသားစုလုံးစားလို့ရတယ်ဒါကတော့ကြောက်ဖယုံသီးနဲ့ပစုံဟင်းကြိုလေးပါအခုဒီအစီတွေကကြတော့လေဒါပစုံကောင်းကဒါပစုံအစီလေးနော်ပစုံအောင်နောက်ပစုံအစီလေးဒါအချိုချက်လေးဟင်းကြိုလေးနော်ဒါကြောက်ဖယုံသီးနဲ့ပစုံရှင်းရတော့လုံးထားတာဆိုတော့ဒီတိုင်းတည်ထားမယ်နော်ကဲမိအားကောင်းကောင်းလေးနဲ့ချက်ပြီးတော့ဒါအတန်လေးနည်းနည်းမိလာတော့ငရှင်းကဦးမကန့်အောင်လည်းဂရုစိုက်ရတယ်ပြီးတော့လုံးချက်တာဖြစ်တဲ့အတွက်အသားမပိုးအောင်လေမျိုးမှွေတဲ့အခါလဲတေချာလေးမှွေပေးရတယ်